မင်းလည်းယုံတယ်ငါလည်းဒီဖျားကိုယုံတယ်နတ်ဆိုးကလည်းဖြုံတယ်မင်းလည်းယေရှုခရစ်ကိုယုံတယ်ငါလည်းယေရှုခရစ်ကိုယုံတယ်နတ်ဆိုးကပါယေရှုခရစ်ကိုယုံတယ်မင်းရဲ့ယုံကြည်ခြင်းကိုမင်းဘာနဲ့ပြလဲငါကငါယုံကြည်ခြင်းကိုငါရဲ့ကိုကျင့်တရားအဖြစ်ငါပြမယ်နတ်ဆိုးကရောပြစရာသူမှမရှိဘူးမင်းရောပြစရာမရှိဘူးငါကတော့ငါရဲ့ကိုကျင့်တရားအဖြစ်ငါပြမယ်အားလုံးမင်္ဂလာပါကျွန်တော်တောင်းနေမှအတင်းတော့ဆရာမျိုးလေးဖြစ်ပါတယ်ခင်ဗျဒီနေ့ကျွန်တော်ဘာဝင်ကားခြင်းလဲဆိုတော့အရင်ဘက်ကကျွန်တော်ဝင်ကားတယ်ရှင်ယာကုပ်ခန်းကြီး2အပိုင်ငယ်14မှာကြည့်တယ်ကျွန်တော်တို့ရှင်ယာကုပ်ကပြောတယ်မင်းလည်းယုံတယ်ငါလည်းယုံတယ်နတ်ဆိုးလည်းယုံတယ်နတ်ဆိုးတို့တုံတယ်ဒါပေမဲ့ငါကငါရဲ့ယုံကြည်ခြင်းကိုအကျင့်အဖြစ်ပြမယ်မင်းကမင်းယုံကြည်ခြင်းကိုဗာနဲ့ပြမယ်ဒီနေ့အပိုင်း2ကိုကျွန်တော်ဝင်ကားတယ်အာမင်အကျင့်နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်အကျင့်တွေအများကြီးရှိပါတယ်နော်ကောင်းတဲ့အကျင့်ရှိတယ်ကိုယ်နဲ့စီးမကတ်တာလည်းဒီလိုအကျင့်မကောင်းဘူးဆိုပြောလိုက်တဲ့အကျင့်မျိုးရှိတယ်ဒါပေမဲ့ဘုရားသခင်ကသူနဲ့ပတ်သက်ပြီးတော့အကျင့်ကျွန်တော်တို့စိတ်နေသဘောထားကိုဘလို့ထားရမလဲဆိုပြီးတော့အချက်3ချက်ကလေးနဲ့ဒီလိုဝင်ငှားခြင်းတယ်နော်အဲ့ဒါဘာလဲဆိုတသက်လုံးနဲ့ဩဝါဒစာဆောင်ထဲမှာဘာပြောထားလဲဆိုတော့အခန်းကြီးတသက်လုံးနဲ့ဩဝါဒစာဆောင်ပရမစာဆောင်ခန်းကြီး1ကိုင်အပိုင်းနဲ့နှစ်လောက်ပါကျွန်တော်စာဖတ်လို့ရှိရင်ဖယားသခင်ကိုယုံကြည်သောစိတ်နဲ့အကျင့်ကိုကျင့်ပါနံပါတ်1ဖယားသခင်ကိုယုံကြည်တဲ့စိတ်နဲ့အကျင့်ကိုကျင့်ပါဒုတိယကဖယားသခင်ကိုချစ်သောစိတ်နဲ့အကျင့်ကျင့်ပါဖယားသခင်ကိုချစ်တဲ့စိတ်နဲ့နံပါတ်3ဖယားသခင်ယေရှုခရစ်တော်ကိုမျှော်လင့်သောစိတ်နဲ့အသက်ရှင်ဖို့အပိထားတာဖြစ်တယ်အာမင်တကယ်တော့စိတ်ဆိုတာကအကျင့်ပဲမိမိအကျင့်ပဲနော်စိတ်ဆိုတာအကျင့်ပဲဒီနေ့စိတ်ကိုပဲကျင့်ကြံနေကြတာပဲလောကမှာလူတွေဘာသာတရားတွေတော်များစိတ်ကိုကျင့်စိတ်ကအဓိကပဲစိတ်ကအဓိကစိတ်ကိုကျင့်ဆိုတာဒီမှာဒီတသလုံးနဲ့မှာကြတော့ဩဝါဒဆောင်မှာကြတော့ဘာပြောတာလဲဆိုတော့စိတ်နဲ့ခိုင်းနိုင်တာလေနော်ဘုရားသခင်ကိုယုံကြည်သောစိတ်နဲ့အကျင့်ကိုကျင့်ပါဘုရားသခင်ကိုချစ်သောစိတ်နဲ့အလုပ်လုပ်ပါဘုရားသခင်ယေရှုခရစ်တော်ဒီမှာမျှော်လင့်တဲ့စိတ်နဲ့ဒီနေ့အမှုတော်များမှာတွားကြဖို့ကျွန်တော်အားပေးခြင်းတာဖြစ်တယ်အာမင်ဆိုတော့အသက်တာမှာဘုဒ္ဓသက်တာလေးကိုကျွန်တော်ခိုင်းနိုင်ခြင်းလဲဆိုအာဗြဟံရဲ့သက်တာလေးကိုဥမာလေးနဲ့ကျွန်တော်ခွန်အားယူခြင်းတယ်ဒီမနက်မှာပေါ့နော်အာဗြဟံရဲ့သက်တာမှာအာဗြဟံဒီဘာဖြစ်လဲဆိုတော့နံပါတ်1သူ့ဖခင်ကသားလေးတယောက်ပေးထားတယ်နော်သူတောင်းမပေးခင်မှာအာဗြဟံမင်းနေတဲ့အရက်ကလည်းမင်းထွက်ခဲ့အဲ့ဒါဖခင်စကားပြောပြီးအာဗြဟံမင်းနေတဲ့အရက်ကနေမင်းထွက်ခဲ့မင်းအတိုင်းဝိုင်းမင်းပေါက်ဖော်တဲ့မင်းထွက်ခဲ့အဲ့မှာထွက်ခဲ့တော့ဟုတ်ကဲ့ကိုတော့3လလောက်မှထွက်မယ်ကိုတော့2လလောက်နေအောင်မယ်ကိုတော့မင်းမိဘတွေနဲ့စကားပြောပြရစီအောင်မရအောင်ထွက်ခဲ့ဆိုရင်ထွက်မှဖြစ်တယ်အာမင်ထွက်ခဲ့ဆိုတော့ထွက်လာတယ်အာဗြဟံချက်ချင်းထွက်တယ်လိုက်လို့ရတယ်ဘုရားကဒီလိုစကားပြောပြီးမင်းနှုတ်ကပတ်တော်ဖတ်တော့မင်းအချိန်တန်ပြီးမင်းဆူတောင်းတော့မင်းတရားဟောတဲ့အလူမွေပါဝင်တော့မင်းဆယ်ဘုတ်တဘုတ်တွေထဲတင်နေပြီလို့ဘုရားစကားပြောလို့ရှိရင်တင်ချက်ချင်းလုပ်ပါတော့မိတ်ဆွေနောက်လာမှနောက်ရက်မှနောက်နှစ်မှမစင်းသားပါနဲ့ဘုရားစကားပြောပြီးတော့တင်ချက်ချင်းလုပ်ဖို့အမှန်တန်ရေးကြည့်တယ်အာဗြဟံမင်းနေတော့အရက်ကထွက်တော့အာဗြဟံချက်ချင်းထွက်တယ်ဘယ်ဟိုတော့မသိဘူးငါပြလက်တဲ့တော့ပြီးတယ်ဘဲမှလည်းမမြင်ရအောင်ပြစရာလဲဒါပေမဲ့အာဗြဟံထွက်တယ်ချက်ချင်းထွက်တယ်ဒီမြတ်ရေးကြည့်တယ်အာဗြဟံကဖခင်ကစကားပြောလိုက်ချက်ချင်းလုပ်တယ်ဘာစိတ်နဲ့လုပ်တယ်ချစ်တော်စိတ်နဲ့ယုံကြည်တဲ့စိတ်နဲ့လုပ်တာနံပါတ်1ယုံကြည်တဲ့စိတ်သားဖခင်ကအာဗြဟံမင်းနေတဲ့ရက်ကထွက်လို့ချက်ချင်းထွက်တယ်ယုံကြည်တဲ့စိတ်အာမင်ဒါကယုံကြည်တဲ့စိတ်ကချက်ချင်းလုပ်တယ်ချက်ချင်းထွက်လာပြီးတော့သူဘယ်သွားရမှလည်းမသိเนาะသူ့ရဲ့မိန်းမနဲ့သူ့လေးခေါ်လာပြီးတော့မိဘတွေသူ့ရဲ့အစဉ်ပြေနေတဲ့အတိုင်းဝိုင်းထွက်လာပြီးတော့ချက်ချင်းထွက်လာတာပြီးမှကဲသူ့ကိုထားလိုက်ပါကောင်းကြီးပေးတော့ပါကလေးတွေပါကလေးတယောက်ပေးတယ်သူ့သားလေးကိုသားလေးတယောက်ရှာရှာပါပါအသက်ကြီးမှမရနိုင်တဲ့အချိန်မှာသားလေးတယောက်ပေးတဲ့ခါမှာအာဗြဟံကိုဘုရားကအာဗြဟံမင်းသားကိုမင်းရဲ့တယောက်တီးတော့တောင်းငါအားရစ်ပူစွာပြီဟာဒါတော့မလွယ်တော့အဲ့ဒါချစ်တဲ့စိတ်တဲ့နော်ချစ်တဲ့အခါဘုရားသခင်ကကျွန်တော်တို့ရဲ့အကြိုက်ဆုံးအရာတွေကိုတောင်းတယ်နော်ချစ်တဲ့အခါမှာဘုရားသခင်ကကျွန်တော်တို့အနှစ်သက်ဆုံးကျွန်တော်ဆွဲလန်းဆုံးအရာတွေကိုငါ့ကိုပေးပါလို့တောင်းတယ်အာမင်
တခါတလေကျရင်ကျွန်တော်ဘွားမှာကျွန်တော်တို့ဆွဲလန်းတဲ့ပတ်စံတွေဆုံးရှုံးသွားတယ်ဟာကျွန်တော်တို့ဆွဲလန်းတဲ့ပစ္စည်းတွေအိမ်တွေယာတွေခြံတွေဟာငါစူးစမ်းပြီးရှာလာတာတမပြီးငါစူးစမ်းပြီးအတကုံရှာလာတာတခါတလေတဘာဝဘေးနဲ့ဆုံးရှုံးသွားတဲ့ခါမှာတချို့အရာတွေဘုရားသခင်ကတောင်းတာဖြစ်တယ်မိတ်ဆွေချစ်တဲ့စိတ်နဲ့ဩဘုရားလူတော်ပဲဆိုဝန်ခံဖို့အားပေးခြင်းတယ်အာမင်အာဗြဟံကိုသူ့သားကိုတောင်းတဲ့ခါမှာအာဗြဟံဒီတဲ့ကျမ်းစာဘလို့ရေးလဲဆိုမနက်စောစောထားယူအာဗြဟံကစောစောထားတယ်ဗျာဒီသားကိုပေးဖို့ရေကိုစောစောထားပြီးတော့3ရက်ခရီးသွားနော်အဲ့ပူဇော်မဲ့နေရအောင်ပေါ့3ရက်ခရီးထွက်ပါတယ်မလွယ်ဘူးဗျ3ရက်ခရီးသွားပြီးတော့ဟာသူ့သားမေးတယ်သူ့သားကိုချစ်တော်စိတ်နဲ့ဖျားကိုချစ်တဲ့စိတ်နဲ့ပရမကတော့ယုံကြည်ရဲ့စိတ်ယုံကြည်ရဲ့အကျင့်ဖျားခေါ်တယ်ထွက်တော်သူထွက်တယ်တစ်ချင်းထွက်တယ်အခုကျတော့ယုံကြည်တာမဟုတ်တော့ချစ်မှရတော့ဘာလို့လဲကိုယ့်ရဲ့အနှစ်သက်ဆုံးအရာကိုတောင်းတဲ့ခါမှာပေးရဲဆိုတာချစ်တဲ့သူပဲပေးနိုင်တာဖျားကိုတကယ်ချစ်မှမိတ်ဆွေပေးနိုင်မှာအာမင်မိမိအနှစ်သက်ဆုံးမိမိအစွဲလန်းဆုံးအရာကိုတောင်းတဲ့ခါမှာမိမိကချစ်တဲ့စိတ်နဲ့ပေးဖို့လိုတယ်အဲ့တော့ကျမ်းစာမှာတကယ်ပညာတွေလိုက်စားတဲ့လူတယောက်ရှိရတယ်အမှတခင်ရှုနောက်လိုက်ပြစေကိုရောကောင်းတဲ့နိုင်ငံရောက်ဖို့အတွက်ဘာတွေလုပ်ရမလဲလို့ပြောတဲ့ခါမှာတင်းရှိသမျှကိုစွန့်ပြီးတော့စင်ရဲသားတို့ကပေးလို့ဆိုသူကပတ်စံသားရတဲ့တော့သူလေငွေသားမှတဲ့သူကိုဖခင်ကယေရှုကပြောလဲမင်းရဲ့ရှိသမျှပတ်စံတွေကိုတဲ့အားလုံးကိုစင်ရဲသားတို့ကပေးလို့တဲ့ပြီးငါနောက်လိုက်ခဲ့လို့ပြောတဲ့ခါမှာဒီလူကမကြိုက်ဘူးလေ तू ကဘာတော့လဲ तू ကငွေကိုမှတ်တာ तू ချစ်တာငွေလေဘုရားမဟုတ်တာဒါကြောင့်ဘုရားသခင်ကတင်းကိုတခုခုဆွလို့ဖို့တောင်းလိုက်လို့ရှိရင်မိတ်ဆွေချစ်တဲ့စိတ်နဲ့ပေးဖို့အားပေးခြင်းနဲ့ဖြစ်တယ်အာမင်ချစ်တဲ့စိတ်နဲ့ပြီးမှညှော်လင့်တဲ့စိတ်နောက်ဆုံးချက်ပထမကယုံကြည်တဲ့စိတ်နဲ့အာဗြဟံထွက်လာတယ်ဘယ်ကိုသွားမှမသိဘူးကိုယ်အစင်ပြေနေတဲ့အရက်ကထွက်ပါဆိုချက်ချင်းထွက်လာတယ်ဒုတိယကတားဖို့တောင်းတဲ့ခါမှာချစ်တဲ့စိတ်နဲ့တားလေးကိုယူပြီးတော့3ရက်ခရီးထွက်လာပြီချစ်တဲ့စိတ်မလွယ်ပါဘူးတားလေးယူလာတဲ့ထင်းကြီးလေးမတားဖာနှစ်ယောက်ခီးနေလာတယ်လမ်းမှာကလေးကမေးအဖေထင်းပါတယ်မီးလဲပါတယ်ရစ်ကောင်ပါလေဒီညမှာရအောင်အော်တယ်အာဗြဟံအေးငါသားမင်းပဲမပြောပါဘူးအာဗြဟံကမျော်လင့်တဲ့စိတ်သူမှရှိတယ်။ဘာစိတ်လဲမျော်လင့်တဲ့စိတ်ရှိတယ်။ သူသားပဲလို့သူသားကိုမပြောပါဘူး။ဖခင်ပြင်ဆင်ထားတယ်။အာမင်။ဖခင်ပြင်ဆင်ပေးလိမ့်မယ်။ဖခင်ပြင်ဆင်ထားတယ်။ဒါနဲ့အဲ့ကလေးကိုခေါ်လာအဲ့လိုလေးပြောပြီးခေါ်လာတဲ့ခါမှာအာဗြဟံကဖခင်ကိုဒီကတော့မျော်လင့်တယ်။ဖခင်ကငါ့ကိုပြင်ဆင်ပေးပါလိမ့်မယ်။ဒီတိုင်းတော့မဖြစ်စေပါဘူး။ငါတောင်းတော့တက်ဖို့ပါလေ။ဖျောက်တော့ချစ်တဲ့စိတ်နဲ့တော့ယူလာပါပြီခလေးကိုလည်းခေါ်လာပြီဟိုချစ်တဲ့စိတ်မပါဘူးဆိုကိုရောယူသွားလိုက်လေကိုရောတခြားလူတယောက်လောက်ခိုင်းလိုက်တယ်ကျွန်တော်မြတ်ကိုရမှာကျွန်တော်တို့မလုပ်ချင်ဘူးဒါပေမဲ့ဖျောက်ကိုချစ်တဲ့ခါမှာကိုယ်တိုင်စောထားပြီးတော့ခလေးကိုခေါ်လာပြီးတော့ကိုယ်တိုင်ရိတ်ရောပေးကန်တော့ပြောချင်တာအာမင်ဒါကြောင့်မို့ဒီမှာကလေးကမေးတဲ့ခါမှာလဲညှော်လင့်တဲ့စိတ်နဲ့ဘုရားပြင်ဆင်ပါလိမ့်မယ်ဆိုပြီးတော့သွားတဲ့ခါမှာမပြင်ဆင်တာပါဘူးမတွေ့ရဘူးဘုရားပြင်ဆင်တာလည်းမရှိညှော်လင့်ချက်ဘာမှမရှိဘာတိုးမပြောတဲ့အနံ့အောင်မရအောင်စိတ်မပြောတဲ့စိတ်ချီးနှံ့အောင်မရတော့ဘူးနော်ဒီနေရာကျမ်းစာထဲမှာပါမယ်ကျွန်တော်အမြင်ထင်မြင်ချက်ကိုပြောချင်တာဘာအနံ့အောင်လည်းရမှာမဟုတ်ဘူးဘုရားကတစ်ခါရရင်ကျွန်တော်ဘဝမှာမျော်လင့်ဘုရားကြီးကမျော်လင့်မိမယ်တခါလေးကျရင်ကျွန်တော်တို့အရာကိုအရင်ပေးမယ်လို့ဆုံးဖြတ်လိုက်မှဘုရားကသူမျော်လင့်တာတဲ့အောင်ချက်ချင်းလမ်းကိုဖွင့်ပေးတာဖြစ်တယ်။သူပြင်ဆင်ထားတဲ့အောင်ချက်ချင်းလမ်းဖွင့်ပေးတာဖြစ်တယ်။ခမရပေးမယ်လို့မဆုံးဖြတ်ပဲနဲ့ဘုရားတောင်းနေတဲ့ဟာကိုမပေးပဲနဲ့ဘုရားတခင်ကတင်းနှလုံးသားငါ့ကိုပေးလို့ငါတားလို့တောင်းနေတဲ့ခါမှာတင်းမပေးပဲနဲ့မပေးပဲနဲ့တင်းဒီရပေးခြင်းစိတ်နဲ့မပေးပဲနဲ့ဘုရားသခင်ဒီကမျော်လင့်နေလို့မရနှလုံးသားတစ်ခုလုံးဘုရားကိုပုံပေးလိုက်တဲ့ခါမှာဘုရားကတင်းနှလုံးသားကိုကွဲကြည့်အောင်ပူဇော်ခြင်းတဲ့မှာကွဲကြည့်အောင်လုပ်မှာမဟုတ်ပါဘူးပျက်စီးအောင်လုပ်မှာမဟုတ်ပါဘူးလိုပဲဣဇက်ကိုလည်းဘုရားကပျက်စီးအောင်တတ်ဖြတ်ဖို့အတွက်ဘုရားကအစီအစဉ်မရှိပါဘူးဒါပေမဲ့အာဗြဟံနှလုံးသားတကယ်ပေးခြင်းစိတ်နဲ့ပေးပြီးတော့
ဘယ်လောက်ထိလုပ်လဲဆိုတော့ရစ်ပလင်ပေါ်မှာခလေးကိုတင်ပြီးခုတ်တော့မဲ့အချိန်မှာအာဗြဟံတင်းလက်ကိုချအောင်တော့သူငယ်ကိုမထိနဲ့လူလင်ကိုမထိနဲ့ဟိုမှာငါပြင်ဆင်ထားတယ်ခုနအာဗြဟံမျောလင့်တယ်လေဘုရားပြင်ဆင်ပါလိမ့်မယ်ငါပြင်ဆင်ထားတယ်ဟိုမှာခြုံနေညီးနေတဲ့တိုးလေးတစ်ကောင်ရှိတယ်ဟာလေလုယာဒါကြောင့်မို့ကျွန်တော်တို့ဘုရားမှာယုံကြည်ခြင်းမှာနံပါတ်1ဘုရားကိုယုံကြည်တဲ့စိတ်နဲ့ဘုရားနောက်ကိုလိုက်ပါအာမင်ယုံကြည်တဲ့စိတ်နဲ့ဘုရားကဒါလုပ်ပါလို့ချက်ချင်းလုပ်ပါမိတ်ဆွေအာမင်နောက်ဆက်ချောင်းမှာကျွန်တော်အားပေးခြင်းနဲ့လာမယ့်အချိန်တွေမှာဒီ2025လဲကုန်တော့မယ်နော်ကျွန်တော်မကုန်ခင်မှာတစ်နှစ်လုံးဘယ်လိုသွားခဲ့တော့မဒီ2026ပဲရောက်တော့မယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဘုရားစကားပြောချက်ချင်းလုပ်ပါနံပါတ်1နံပါတ်2ဘုရားကတောင်းတယ်ဆိုရင်သင်စီရတခုခုတောင်းပြီးဘုရားသခင်ကတောင်းနေတယ်ဆိုလို့ရှိရင်တင်ပေးလိုက်ပါမိတ်ဆွေဘုရားပြန်ပေးနိုင်ပါတယ်နော်အာဗြဟံကြီးကထွက်လာပါသူထွက်လာတယ်ထွက်လာပြီးတော့တားကိုပေးတယ်တားကိုပြန်တောင်းတယ်အာဗြဟံပေးတယ်ပေးတဲ့အခါမှာတားကိုမပေးဘဲနဲ့တားကိုမပူဇော်ရဘဲနဲ့ဘုရားပြင်ဆင်ထားတယ်ဘုရားကြီးကနောက်ဆုံးညှော်လင့်တဲ့စိတ်ထားတယ်ဘယ်သူလူတွေကြီးကညှော်လင့်တာမှမဟုတ်တော့ဘုရားကြီးကညှော်လင့်တာလေအာဗြဟံကောင်းပါလေဘုရားကြီးကပဲညှော်လင့်တယ်ဘုရားပြင်ဆင်ပါလိမ့်မယ်တားရဲ့ဥမာဒီကောင်စိတ်တွေပါလူကျုံမဆိုးတို့ပါတွေ့လဲဖေဟိုရောက်မှဝယ်မယ်ဒီကောင်လေးကြီးချက်လုံးကြည့်မယ်ပါလားမလုပ်ဘူးနော်ဘုရားပြင်ဆင်ပါလိမ့်မယ်အာမင်ဒါကြောင့်မိုးမိတ်ဆွေတင်းသက်တာမှာဒီနေ့ဘုရားကတောင်းရင်ပေးပါဘုရားကလောက်ခိုင်းချက်ချင်းလုပ်ပါဘုရားကတခုခုတောင်းဆိုရင်တင်ပေးပါပြီးမှလူတွေစီကမျောလင့်နေတာထက်ထာဝရဘုရားစီမှာပဲမျောလင့်ပါမပြင်ဆင်ပေးရင်လေကျွန်တော်တို့ဤလောကခဏဧည့်သည်ဖြစ်ပါတယ်ယာယီဧည့်သည်တွေဖြစ်ပါတယ်ကျွန်တော်တို့ပိုင်ဆိုင်တဲ့ຢာတွေပါမှကျွန်တော်ကုန်ထားခဲ့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဘုရားရဲ့သာသနာဘုရားရဲ့အမှုတော်မြတ်ထဲမှာအားလုံးပါဝင်စက္ကပ်ပြီးတော့ဒီနေ့ဒီအချက်၃ချက်ကလေးနဲ့ကျွန်တော်အားပေးခြင်းပါဖြစ်ပါတယ်အချက်၃မျိုးနံပါတ်1ကလောက်ခိုင်းရင်ဘုရားခိုင်းချင်းလုပ်ပါနံပါတ်2ဘုရားကတောင်းရင်ပေးပါနံပါတ်3လူတွေစီမှာမျောလင့်တာတဲ့ဘုရားစီမှာပဲမျောလင့်တော့အကျင့်ရှိဖို့ဒီနေ့ကျွန်တော်အားပေးခြင်းပါတယ်အားလုံး God bless you ဘုရားရှင်ကောင်းချီးပေးပါစေခင်ဗျာ